သူ့အကိုကမင်္ဂလာပွဲကနေထွက်ပြေးသွားလို့ညီမဖြစ်သူကအကိုကိုစားသူမရဲ့အချစ်ဆုံးတငယ်ချင်းကောင်မလေးနဲ့မင်္ဂလာဆောင်ပေးဖို့ယောက်ျားလေးလိုဟန်ဆောင်ပြီးသူတို့သားလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့မင်္ဂလာဦးညမှာသူတို့သမီးရဲ့ခေါင်းချုံပူဝါကိုလည်းဖယ်လိုက်ရောဟာရှန်ရီကျိုးနေကဘာလို့ဒီရောက်နေတာလဲဆိုပြီးအလန့်တကြားအော်မိပါတော့တယ်သူတို့သမီးကလည်းဒလင်ယောက်ျားအချိန်ကောင်းလေးကိုမဖြုံးပါနဲ့လားလင်မယားနှစ်ပါးတောက်ရမဲ့ဝိုင်လေးတောက်ရအောင်ဆိုပြီးအတန်ကြီးနဲ့လှမ်းခေါ်တာပေါ့ဆက်ကြောင်းကတော့ဧကရစ်မင်းကအတင်းအာရမလူကြီးချင်းစစ်ဆက်ပေးလိုက်တဲ့မင်္ဂလာပွဲကြီးမှာသူတို့သားဘက်ကလည်းထွက်ပြေးလို့ညီမဖြစ်သူကယောက်ျားအယောင်ဆောင်ထားရပြီးသူတို့သမီးဘက်ကလည်းသမီးအစ်စ်ကထွက်ပြေးလို့အကိုဖြစ်သူကမိန်းမအယောင်ဆောင်ပြီးမင်္ဂလာဆောင်လိုက်ကြတာပါရှန်ရီကျိုးကနန်းတွင်းကလူတွေအပြင်မှာစောင့်နေတာနင်းတစ်မျိုးလုံးအဝေးပြောင်းခံခြင်းလားဒါမှမဟုတ်ငြိမ်ငြိမ်လေးထိုင်ပြီးငါနဲ့ဝိုင်းတော့မလားလို့ချင်းချောက်လိုက်ပါတယ်ညဘက်လဲရောက်ရောယောက်ျားအယောင်ဆောင်ထားတဲ့ကောင်မလေးကအိမ်မက်ရောင်ပြီးလူဆိုးတွေငါအိမ်မက်ကိုလာမဖြတ်နဲ့ဘယ်ဘက်လက်တီးညာဘက်လက်တီးနဲ့ထိုးပစ်မယ်ဆိုပြီးရောင်အော်တာကိုမိန်းမအယောင်ဆောင်ထားတဲ့ကိုကြီးကအော်ချစ်စရာကောင်းလိုက်တာဆိုပြီးကြည်နေခဲ့ပါတယ်နောက်တနေ့မနက်နိုးလာတဲ့အချိန်မှာတော့ကောင်မလေးခမညာငါမင်းညကဘာတွေလုပ်မိသွားလဲဖျားရည်တစ်သက်လုံးဒီလောက်အဆက်ကွဲတာမျိုးမရှိဘူးဆိုပြီးခေါင်းနဲ့ရံနဲ့စောင့်ကျင်စိတ်ပေါက်သွားပါတော့တယ်မနက်ခင်းမိဘတွေကိုကြောတဲ့အချိန်မှာရောက်ခမဖြစ်သူကချွေးမအတွက်လက်ကောက်ပေးပေမဲ့ချွေးမကယောက်ျားကြီးခန္ဓာကိုယ်ဖြစ်နေတော့လက်ကောက်ကလုံးဝစွတ်လို့မရပါဘူးဒါကိုမိမအယောင်ဆောင်ထားတဲ့ရှန်ရီကျိုးကမိမိကလည်းအားနာစရာကြီးမိမိပေးတာဘာမဆိုကြိုက်ပါတယ်ဆိုပြီးမိန်းကလေးလိုညှူတူတူလုပ်ပြနေလို့ယောက်ျားလေးအယောင်ဆောင်ထားတဲ့ကောင်မလေးကများအန်ဂျင်စိတ်တောင်ပေါက်သွားပါတယ်ထွက်ပြေးသွားတဲ့သူတို့သားအစ်စ်ကောင်မလေးရဲ့အကိုကြီးဂူရန်ရှိဟာအိမ်ကိုအပြေးလွှားပြန်လာကယောက်ျားအယောင်ဆောင်ထားတဲ့ညီမဖြစ်သူကိုငါအပြင်မှာရှန်မီသားစုကသမီးတော်ကိုတွေ့ခဲ့တယ်ဒါဆိုနေနဲ့မင်္ဂလာဆောင်ပြီးအိမ်အောင်ပြုလိုက်တာဘာတူလဲလို့အလန့်တကြားမေးပါတော့တယ်အဲ့ဒီအချိန်မှာပဲမိမအယောင်ဆောင်ထားတဲ့စစ်သူကြီးရှန်ရီကျိုးကလင်းယောက်ျားအချိုပွဲလေးတောက်ရအောင်ဆိုပြီးထွက်လာတဲ့အခါမှာတော့အကိုဖြစ်သူကဟာရှန်ရီကျိုးနေကငါ့ကိုအကွက်စင်တာကိုဆိုပြီးတည်သွားပါတော့တယ်တကယ်တော့ရှန်ရီကျိုးကမင်းကြီးကိုနေတိုင်းအရက်တင်းတိုက်ပြီးလွတ်လပ်မှုကပိုရေးကြီးတယ်ဆိုပြီးထွက်ပြေးဖို့မြှောက်ပေးခဲ့တာပါအကိုဖြစ်သူကငါရဲ့ညီမလေးကိုနင်လိုလူယုံမာကဇောက်ထိုးမှုမျောလုပ်လိုက်ပြီးဆိုပြီးငိုချင်းချပါတော့တယ်ဒါပေမဲ့စစ်သူကြီးရှန်ရီကျိုးကတော့အေးဆေးပါပဲသူကတို့တွေကစိတ်ဆက်ကြောင်းလန်းပြီးနက်လူတီအောင်လက်ထပ်ထားတဲ့လင်မယားအစ်စ်တွေပဲဇနီးမောင်နှံကိစ္စဘာဖြစ်လို့လဲလို့ပြန်ချေပလိုက်ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကရုတ်တရက်စဉ်းစားမိသွားပြီးနေပါဦးငါအကိုထွက်ပြေးအောင်မြှောက်ပေးတာရှန်ရီကျိုးဆိုရင်ငါရဲ့အချစ်ဆုံးတငယ်ချင်းတို့သမီးအစ်စ်ကိုပါထွက်ပြေးအောင်ဖြောင်းဖျလိုက်တာသူပဲနေမှာဆိုပြီးရိပ်မိသွားပါတယ်ကောင်မလေးကစိတ်ထဲကနေတငယ်ချင်းမလေးပြန်လာရင်တော့ကောင်းပါပဲအကိုနဲ့သဘောမကျရင်တော့ငါအိမ်ခေါ်လာပြီးမောင်မှန်အဖြစ်ငွေထားလို့ရတာပဲလို့တွေးနေတော့စစ်သူကြီးရှန်ရီကျိုးကသူမရဲ့စိတ်ကိုသိနေတယ်လို့မျိုးငါဘဝမှာမယားငယ်လုံးဝမယူဘူးပြီးတော့မင်းလဲမောင်မှန်တွေဘာတွေယူခွင့်မရှိဘူးလို့ကန့်ကွက်လိုက်ပါတယ်ကောင်မလေးကလည်းအနေကဘာလို့ဒီလောက်တရားမျှတနေရတာလဲဆိုပြီးအမြင်ကတ်သွားတာပေါ့တကယ်တော့ရှန်ရီကျိုးကတငယ်ချင်းမလေးအရင်ထွက်ပြေးသွားလို့မင်းကိုငါလူဖြစ်အောင်မင်းအကိုပါထွက်ပြေးဖို့ထက်မြောက်ပေးလိုက်တာလို့ဝန်ခံလိုက်ပါတဲ့အခြေအနေတွေရှုပ်ထွေးကုန်တော့အကိုဖြစ်သူကအကြံကောင်းရှိတယ်။နင်တို့နှစ်ယောက်ပဲအဆင်ပြေအောင်အတူတူဆက်နေလိုက်တော့လို့ပြောတဲ့အခါရှန်ရီကျိုးကအမိမငါကမင်းရဲ့လင်ယောက်ျားလေးဆိုပြီးဝင်ဖက်လို့အကိုဖြစ်သူကဒီလိုယောက်ျားချင်းဇလန်းမျိုးငါစိတ်မဝင်စားဘူးဆိုပြီးထွက်ပြေးဖို့လုပ်ပါတယ်နောက်ဆုံးမှာတော့မိခင်ဖြစ်သူကသမီးနင့်အကိုနေရာမှာပဲဆက်ပြီးယောက်ျားလေးလိုဟန်ဆောင်ထားလိုက်တော့လို့အမိန်ပေးပါတယ်ကောင်မလေးကမေမေသမီးနဲ့အကိုနဲ့ကရုပ်ချင်းတူပေမဲ့အရက်ကခေါင်းတဝက်စာလောက်ပိုးပူနေတာကိုသူများသိရင်ဘယ်လိုလုပ်မလဲလို့မေးတဲ့အခါမိခင်ကြီးကဖက်နှက်ထဲမှာအောက်ခံထည့်စည်းလိုက်လေဆိုပြီးဖက်နှက်အမြင့်ကြီးပေးလိုက်ပါတယ်ကောင်မလေးခမညာဖက်နှက်ကြီးကိုကြည့်ပြီးမေဒါကဖက်နှက်အောက်ခံမဟုတ်ဘူးအမြင့်တုပ်ခြေထောက်တူစီးပြီးလမ်းလျှောက်ခိုင်းနေတာဆိုပြီးအော်ဟစ်လိုက်ပါတော့တယ်ကောင်မလေးခမညာအရက်တူအောင်ဖက်နှက်အမြင့်ကြီးစီးပြီးအပြင်ထွက်လာတဲ့အခါသူမရဲ့တငယ်ချင်းတွေကဟောဇနီးတဲ့ကတကယ်ကိုစစ်တူကြီးသမီးပြီးအရက်ကယောက်ျားတွေထက်တောင်ရှည်သေးတယ်ပြီးတော့ဒီခန္ဓာကိုယ်အချိုးစားကလည်းဝက်ဝက်ကွဲပဲအဲ့လေမဟုတ်ပါဘူးကလေးအများကြီးမွေးနိုင်မဲ့ပုံစံမျိုးဆိုပြီးအတင်းတွေလာမြောက်နေကြပါတယ်တငယ်ချင်းတွေကမင်းကလေးတွေရဲ့စိတ်ကိုအတိဆုံးဆိုတော့ဇနီးတယ်နဲ့အဆင်ပြေအောင်ဘလို့ချော့ရလဲနီလန်းလေးပေးပါဦးလို့လာမေးကြတာပေါ့ဒါကိုယောက်ျားအယောင်ဆောင်ထားတဲ့ကောင်မလေးကငါကမင်းကလေးပဲဟာမင်းကလေးချင်းချင်းဘလို့ချော့ရမလဲမတိပါမလဲပြီးတော့ငါနဲ့ရှန်ရီကျိုးကအခြေအနေအရဟန်ဆောင်ထားတဲ့လင်မယားတူတွေလေးဆိုပြီးစိတ်ထဲကနေအော်ဟစ်နေပါတယ်အပြင်ပန်းမှာတော့ငါမှဘာနီလန်းမှမရှိဘူးဆိုပြီးအေးအေးဆေးဆေးညှင်းလွတ်လိုက်ရပါတယ်အိမ်ပြန်ရောက်တဲ့အခါမိမအယောင်ဆောင်ထားတဲ့စစ်သူကြီးရှန်ရီကျိုးကမင်းကယောက်ျားလားမိန်းမလားမတဲကွဲတော့ဘူးအခုထိအိမ်ပြန်မလာသေးဘူးလားဆိုပြီးစောင့်ကြိုနေတဲ့ပုံစံကကောင်မလေးကိုငါအပြင်မှာအလုပ်ရှုပ်ပြီးအိမ်ပြန်နောက်ကျလို့စိတ်ကောက်နေတဲ့ဇနီးတွေလိုမျိုးခံစားချက်ကြီးပေးနေပါတယ်အဲ့ဒီအချိန်မှာပဲမင်းကြီးရဲ့အမိန့်တော်ရောက်လာပြီးလင်နန်ဒေတာမှာရေဘေးတင်နေလို့ကောင်မလေးကိုမျိုးစားမင်းအဖြစ်တွားရောက်ကူညီဖို့နဲ့စစ်သူကြီးရှန်ရီကျိုးကိုဒုတိယဗိုလ်ချုပ်အဖြစ်အတူတူလိုက်သွားဖို့အမိန့်ပေးလိုက်ပါတယ်။ကောင်မလေးကလန့်သွားပြီးအဖေသမီးနဲ့အကိုနဲ့ပြန်လဲလိုက်ရမလားလို့မေးတော့ဖခင်ဖြစ်သူကနင်းနဲ့နင့်အကိုကတော်တော်ဘရုတ်တုတ်ခနိုင်တာပဲဒါပေမဲ့နင်းကနင့်အကိုထက်သားပါတယ်နင်းကအစားမက်တယ်ရုပ်ချောတာကြိုက်တယ်ဟန်ဆောင်တာဝါသနာပါတာကလွဲရင်တခြားအားနည်းချက်မရှိပါဘူး။တိုင်းပြည်အတွက်သွားလိုက်ပါလို့လွတ်လိုက်ပါတယ်ရေဘေးတင်တဲ့နေရာကိုရောက်တဲ့အခါ
မြင်းစီးပြီးကူညီပေးနေတဲ့စစ်သူကြီးရှမ်းရီကျိုးရဲ့အရန်ချောပြီးယောက်ျားပီသားတဲ့ပုံစံကြီးကိုကြည့်ပြီးကောင်မလေးခမညာယောက်ျားလေးဝတ်စုံနဲ့ဆွဲဆောင်မှုရှိတဲ့စစ်သူကြီးကတကယ်ကိုဆွဲဆောင်မှုအပြည့်ပဲဆိုပြီးစိတ်ထဲကနေတုန်လှုပ်ပြီးရင်ခုန်သွားရပါတယ်အလုပ်တွေအကုန်ပြီးသွားတဲ့ညမှာတော့ရှမ်းရီကျိုးကကောင်မလေးနာကပ်လာပြီးမိမကြီးဘေးရနေရတွေလည်းကုံဆုံးသွားပြီးလူတွေကိုလည်းအခြေချပေးပြီးအဲ့လိုပြောရင်ကောင်မလေးရဲ့လက်ကိုလာကင်ပါတယ်ကောင်မလေးကဒါနဲ့ရေဘေးကူညီတာနဲ့နေငါလက်ကိုလာကင်တာဘာဆိုင်လို့လဲလို့ရှက်ကိုရှက်ကန်းနဲ့မေးတဲ့အခါရှမ်းရီကျိုးကပြုံးပြီးဒီလောက်ဆိုရပြီဆိုပြီးကောင်မလေးကိုရင်ခွင်နဲ့ထဲဖက်လိုက်ပါတော့တယ်တမျိုးလုံးမှာဂူမီသားစုကသမီးတော်ဟာလှုပ်ဝက်လှဲ့လေနေတဲ့မင်းကြီးနဲ့ဆုံတွေ့ခဲ့လို့မိဖုရားကြီးဖြစ်တော့မယ်ဆိုပြီးသတင်းတွေဟိုးကြော်သွားပါတယ်ဒါပေမဲ့ဂူအိမ်တော်ကသမီးအစ်စ်ကောင်မလေးဂူရန်ရှိခမညာငါအဖေမှာသမီးဆိုလို့ငါတယောက်တည်းရှိတာငါကလည်းအိမ်မှာပဲအမြဲပုံနေတာမင်းကြီးနဲ့ဘလို့သွားဆောင်မှလဲငါအဖေမှာတရားမဝင်သမီးရှိနေလို့လားဆိုပြီးတွေးတောနေပါတယ်တစ်ဖက်မှာလည်းသူမရဲ့လင်းယောက်ျားစစ်သူကြီးရှမ်းရီကျိုးကမြို့တော်ရဲ့နံပါတ်1အတဝင်းတိုးတက်တဲ့လင်းကြီးဖြစ်တာကြောင့်ဒါကိုလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူးအခြေအနေကိုစဉ်းစားရင်ဖခင်ဖြစ်သူကအသမီးမဟုတ်ရင်နင်းအကိုကူကြံရွယ်မဲဖြစ်ရမယ်ငါတို့ဂူမိသားစုကြီးပွားတက်လန်းပွင့်ပြီးဆိုပြီးအကိုဖြစ်သူကိုမိမဝစ်ဆောင်ဝတ်ပေးကနန်းတော်ထဲအတင်းမောင်းထည့်လိုက်ပါတော့တယ်ကောင်မလေးကလည်းငါအကိုသာယောက်ျားမိဖုရားကြီးဖြစ်သွားရင်ငါလည်းအရှိန်အဝါနဲ့တိုင်းပြည်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာမှာဆိုပြီးအိမ်မက်တွေရောင်ရမ်းလို့ကောင်းနေတော့ဂျင်းဆိုပြီးအကိုဖြစ်သူဟာနန်းတော်ထဲကနေအပြင်ကိုဘုံကနေလွှင့်ပစ်ခံလိုက်ရပြီးပါဇက်တွေညိုမဲကပြန်ရောက်လာပါတယ်ကောင်မလေးခမညာဟာငါရဲ့ဝင်ကြီးချုပ်အိမ်မက်တော့ပြက်ပါပြီဆိုပြီးစိတ်ပြက်သွားတာပေါ့အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကအော်ငါမေ့လို့နင့်အကိုထွက်ပြေးတော့ကလက်ထက်ရမယ့်ရှမ်းမိသားစုကသမီးအစ်စ်ရှန်လင်ရွက်ကနန်းတော်ထဲမှာမင်းကြီးနဲ့ဆုံပြီးနန်းတွင်ထဲရောက်နေတာလေးလို့စာအိတ်ပြပြီးပြောပြလာပါတယ်ကောင်မလေးခမညာအမေမေရဲ့သမီးကိုစောစောမပြောဘူးဆိုပြီးအော်မိပါတော့တယ်တကယ်တော့ရှမ်းမိသားစုကသမီးအစ်စ်ဆိုတာမိမအယောင်ဆောင်ထားတဲ့စစ်သူကြီးရှမ်းရီကျိုးရောင်ကြားကြီးပဲဖြစ်နေတာပါအစကတည်းကစစ်သူကြီးဟာမိမအယောင်ဆောင်ပြီးနန်းတော်ထဲရောက်နေတာဖြစ်လို့လူဦးကြောင်ကြောင်မင်းကြီးကအရှံကောင်မလေးကငါ့ကိုအရှိန်ဝါကြီးလို့မကိုးကွယ်ရဲပဲနာမည်ဝက်နဲ့ပုံနေတာငါသူ့ကိုပိုချစ်သွားပြီဆိုပြီးရောင်ကြားကြီးမှန်းမသိပဲအသေးအတန်ဆွဲလန်းနေတာဖြစ်ပါတယ်ကောင်မလေးကမင်းကြီးရဲ့ဒီလိုညံရီမျိုးနဲ့ဆိုငါဝင်ကြီးချုပ်ဖြစ်ဖို့တေချာပြီးဆိုပြီးရင်နေမိတာပေါ့နောက်ဆုံးမှာတော့အလွဲတွေအကုန်သိသွားတဲ့မင်းကြီးကဂူမီသားစုကသမီးအစ်စ်ဂူရန်ရှိနဲ့စစ်သူကြီးရှမ်းရီကျိုးတို့ကိုတရားဝင်အိမ်အောင်ပြုဖို့အမိန့်တော်ပြန်တန်းထုတ်ပေးလိုက်ပါတယ်စစ်သူကြီးရှမ်းရီကျိုးကကောင်မလေးကိုငါမိဘတွေကဆုံးမဖူးတယ်မျိုးသမီးတွေမှာလည်းရီမန်းချက်ရှိရမယ်တဲ့မင်းဝင်ကြီးချုပ်ဖြစ်ချင်ရင်လည်းငါအမြဲကူညီပေးမယ်လို့သတိပေးပြီးကောင်မလေးကိုဖတ်ထားလိုက်ပါတယ်ဖခင်ဖြစ်သူကတော့ငါသမီးဝင်ကြီးချုပ်ဖြစ်ရင်ငါတို့မိသားစုတိုင်းပြည်ပုံကန်တယ်လို့ဖြစ်ပြီးမျိုးပြုတ်ကုန်လိမ့်မယ်ဆိုပြီးပြောပါတော့တယ်ကောင်မလေးကဖခင်ဖြစ်သူကိုအဖေသမီးယူလာတဲ့ဒီပစ္စည်းစမ်းကိုအဖေတခါမှမမြင်ဘူးမလားအဖေရဲ့အကြံစီတွေကတော့နောက်ထပ်လေ့ကျင့်ရအောင်မယ်ဆိုပြီးဆရာပြန်လုပ်နေပါတယ်အဲ့ဒီအချိန်မှာပဲစစ်သူကြီးရှမ်းရီကျိုးကမိန်းမစာတင်ရမယ့်အချိန်ရောက်ပြီးဆိုပြီး romance ဆန်ဆန်ရောက်လာတာပေါ့အိမ်တော်ကတက်ကြီးဝါကြီးအစီကံတွေကလည်းတို့တွေကတော့စစ်သူကြီးဒီလောက်ပြုံးပျော်နေတာမျိုးတခါမှမမြင်ဘူးဆိုပြီးအတင်းတွေလာပြောနေကြပါတယ်ကောင်မလေးကစစ်သူကြီးရဲ့အရန်ချောတဲ့မျက်နှာကြီးကိုစိုက်ကြည့်ရင်သူကချောမန်းလဲကိုယ်တိုင်သိရသားနဲ့တမင်တက်တက်ပုံစံဖမ်းနေတာတကယ်ကိုသွားရည်ကြစရာလေးဆိုပြီးစိတ်ထဲကနေသဘောကျနေမိပါတယ်ဒါပေမဲ့အေးဆေးနေရတဲ့အချိန်ကတိတ်မကြပါဘူးမင်းကြီးကအိမ်တော်စီရုတ်တရက်ရောက်လာပြီးစစ်သူကြီးနဲ့ဇနီးတယ်တို့ကြီးငါ့ကိုတခုလောက်ကူညီကြပါဦးလို့လာတောင်းဆိုပါတယ်အကြောင်းကတော့မင်းကြီးဟာသူဆွဲလန်းနေတဲ့ရှမ်းကောင်မလေးတကယ်တော့မိမရောင်ဆောင်ထားတဲ့စစ်သူကြီးရှမ်းရီကျိုးကိုအသေးအတန်လိုက်နေပေမဲ့လိုက်လို့မရတာကြောင့်ငါအတင်းအာရမအော်ကိုဆက်သွင်းပြီးလိုက်တော့မယ်ဒါကြောင့်မင်းတို့လင်မယားကငါ့ကိုအကွက်ဆင်ပေးပြီးရှမ်းကောင်မလေးတဝင်းတိုအောင်လုပ်ပေးကြပါလို့လာပြောတာပါမင်းကြီးကမင်းတို့မှာရွေးချယ်စရာနှစ်ခုရှိတယ်ငါနဲ့အတူအကျဉ်းထောင်ထဲဝင်ရမယ့်ပြဆက်ကိုအတူတူတရုပ်ဆောင်မလားဒါမှမဟုတ်မင်းတို့ကိုထောင်ထဲတကယ်ပဲအကျိုးချပြရမလားလို့ချင်းချောက်ပါတော့တယ်ဒါကိုစစ်သူကြီးရှမ်းရီကျိုးကအရှင်မင်းကြီးကျွန်တော်မျိုးတို့ထောင်ထဲပဲတကယ်ဝင်ပါရစီလို့ချက်ချင်းရွေးချယ်လိုက်ပါတယ်ဘာလို့လဲဆိုတော့မင်းကြီးတဝင်းတူအောင်တရုပ်ဆောင်ရမယ့်သူကသူ့ရဲ့ညီမအရင်ရှန်လင်ရွက်ဖြစ်နေလို့ပါကောင်မလေးကလည်းအနင်ကမင်းရဲ့ညီမအရင်ကိုတစ္ဆာဖောက်တာတော်တော်မြန်တာပဲလို့ပြောတော့ရှန်ရီကျိုးကလည်းမင်းလဲမင်းအကိုကိုရောင်းစားတာမနှေးပါဘူးလို့ပြန်ပြောပြီးတယောက်နဲ့တယောက်အပြစ်တင်ရင်မင်းကြီးရဲ့အလွဲတွေကြားမှာရေမောကြပါတော့တယ်သူတို့လင်မယားထောင်ထဲရောက်ပြီးမကြခင်မှာပဲကောင်မလေးရဲ့အကိုဂူကြံရွမ်ဟာထောင်ထဲကိုဝုန်းကနေထပ်ပြီးအဖမ်းခံရလို့ရောက်လာပါတယ်ကောင်မလေးကအကိုနင်ကဘာပြစ်လို့ထောင်ထဲထပ်ဝင်လာတာလဲလို့မေးတော့အကိုဖြစ်သူကငါ့ကိုထောင်ချတာရှန်လင်ရွက်မိမအယောင်ဆောင်ထားတဲ့ရှန်ရီကျိုးပဲသူကမင်းကြီးကိုသွားပြောတယ်ငါကသူ့အပေါ်အချစ်ဟောင်းတွေကြံနေသေးတယ်ဆိုပြီးကုန်းချောလိုက်လို့မင်းကြီးကငါ့ကိုအပြစ်ရှာပြီး9 ရက်ထောင်ချလိုက်တာငါတကယ်အုပ်ဆိုးသူမဲ့ပြီးမတရားခံရတာပါကောင်းကင်မင်းကြီးရေဆိုပြီးအုံကိုပါတော့တယ်ကောင်မလေးကလည်းငါအကိုကတော့တကဘာလုံးကအချစ်ဇလန်းတွေကိုဘေးကနေဖျက်လျှောက်ကြည့်ယုံတင်ကြည့်ရတဲ့ယောက်ျားကြီးပါလားဆိုပြီးတနာသွားမိပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်ကရောက်လာပြီးကူအမတ်ကြီးနဲ့ရှန်စစ်သူကြီးတို့ဝမ်းမြောက်ပါကြောင်းအပြင်ထွက်လို့ရပါပြီရှမ်းမိဖုရားကမင်းကြီးကိုဂတိပေးလိုက်လို့လွတ်ပေးတာပါလို့လာပြောပါတယ်ထောင်ကလွတ်လာပြီးကောင်မလေးကသူ့တငယ်ချင်းမိဖုရားကြီးကိုသွားပါတော့တယ်ဒါနဲ့ငါအရွယ်ရောက်ကလေးကမြို့ထဲမှာဘာလို့ဘသူမှငါ့ကိုလာမတောင်းရမ်းကြတာလဲငါကလူဆိုးမလေးမှုလို့လားလို့မေးပါတယ်မိဖုရားကြီးကရဲပြီးမင်းကဝင်ကြီးချုပ်သမီး
ဘာလို့လူမလာရမှာလဲတကယ်တော့မင်းကိုလာတောင်းမလို့ကြံတဲ့ကောင်လေးတွေအကုန်လုံးကိုငါအကိုကဆဲနှစ်ရာရီပတ်လုံးမင်းအိမ်ရှိမှာလှန်တစ်ချောင်းနဲ့ဆောင်ပြီးလာသမျှလူကိုတိုင်းပြိုင်မယ်ဆိုပြီးရိုက်လုခဲ့လို့ပေါ့မျိုးတွေကဘသူကငါ့ကိုလန်တစ်ချက်ကိုခံနိုင်မှာလဲလို့ပြောဝက်ချက်ကြီးကိုဖွင့်ပြောလိုက်ပါတယ်နှစ်ပေါင်းများစွာကတည်းကသူမကိုတိတ်တခိုးချစ်ပြီးတခြားယောက်ျားတွေအနာမကပ်အောင်ကာကွယ်ပေးခဲ့တဲ့စစ်သူကြီးရဲ့အချစ်ကြီးပုံကိုသိသွားတဲ့အခါကောင်မလေးဟာစိတ်လှုပ်ရှားပြီးရင်ခုန်လွန်းလို့ရှန်ရီကျိုးစီကိုအပြေးလွှားသွားဖက်ပြီးငါနင့်ကိုချစ်တယ်ငါနင့်ကိုအယမ်းချစ်တယ်လို့အကြိမ်ကြိမ်အော်ဟစ်ဝန်ခံလိုက်ပါတော့တယ်ဒီလိုနဲ့အလွဲလွဲအချော်ချော်တွေကြားကနေနှစ်ပေါင်းများစွာစောင့်ထိန်ခဲ့တဲ့စစ်သူကြီးနဲ့ကောင်မလေးတို့ရဲ့အချစ်ဆက်လန်းကြီးဟာတကယ့်ကိုရိုမန့်ဆန်ဆန်နဲ့ပျော်ရွှင်စရာကောင်းစွာအပြီးသက်ပြီးဆုံးသွားပါပြီဗျာ